ဒီခွေးမျိုးစိတ်ကတင်နေစဉ်မြင်နေကြခွေးမျိုးတော့မဟုတ်ပါဘူးရှေ့ကြတယ်မကြောက်မရွံ့ရှိတယ်စစ်တီတော်တယောက်လိုကြန့်ခိုင်တတ်ပါတယ်တရုတ်နိုင်ငံရဲ့လှုပ်ဝက်ထားတဲ့ဒဏ္ဍာရီဆန်တဲ့ခွေးမျိုးစိတ်ချွန်တောင်ဟောင်းနဲ့မိတ်ဆက်ပေးပါရစေအရှိစီချွန်ဟောင်းလိုလဲခေါ်ကြတဲ့ဒီရှေးဟောင်းတရုတ်ခွေးမျိုးစိတ်ဟာခွေးချစ်သူတွေကြားမှာအဖိုးတန်ရတနာတစ်ပါးလိုပဲဖြစ်ပါတယ်ဘာကြောင့်ဒီခွေးမျိုးစိတ်ကထူးခြားတာလဲချွန်တောင်ဟောင်းဟာတရုတ်နိုင်ငံစီချွန်ဒေသမှာစတင်ပေါက်ဖွားခဲ့တာဖြစ်ပြီးဟန်မင်းဆက်ခေတ်ကလေးကနှစ်ပေါင်း2000ကျော်သက်တမ်းရှိခဲ့တာပါရှေးဟောင်းပန်းပရုပ်တုတွေမှာတော့ဒီနေ့ခေတ်ချွန်တောင်ဟောင်းတွေနဲ့ပုံစံတူတဲ့ခွေးတွေကိုတွေ့ရတာကဒီမျိုးစိတ်ဟာအချိန်ကာလရဲ့စမ်းသပ်မှုကိုကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတာသက်သေပြနေပါတယ်သူတို့ဟာအိမ်မွေးတိရစ္ဆာန်တက်မဟုတ်ပဲအသက်ရှင်တန်ရေးအတွက်အရေးပါတဲ့အဖုံမုန်းတွေဖြစ်ခဲ့ကြပါတယ်ကိုလုံးကိုပေါက်သေးငယ်ပေမဲ့ကြွက်သားတွေပြည့်နဲ့အလွန်တန်မာပြီးအစွမ်းထက်ပါတယ်ကိုက်နိုင်တဲ့အားကအမခန်းဖြစ်တယ်လို့ဘလို့အန်ရမျိုးကိုမဆိုတိုးဆုပ်ခြင်းမရှိပဲရင်ဆိုင်ရဲတဲ့စိတ်သက်ရှိပါတယ်တောင်ထူထပ်တဲ့ဒေသတွေမှာတောဝက်လိုမျိုးသားကောင်တွေကိုအမဲလိုက်ဖို့ဒေသခံမှုဆိုတွေကမွေးမြူခဲ့ကြတာပါတို့နေတဲ့မျက်နှာအစွမ်းထက်တဲ့မေယိုတင်းရင်နဲ့အရေးပြားနဲ့ကြစ်လက်တန်မာတဲ့ကိုခန္ဓာသူတို့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတိုင်းဟာလှပဖို့ထက်အလုတ်တွင်ဖို့အတွက်ပဲတိဆောက်ထားတာပါအလကားမပါဘူးအားနည်းချက်မရှိဘူးတေချာဂယူဆိုင်ပြုစုမယ်ဆိုရင်ဒီရှားပါမျိုးစိတ်ဟာ12နှစ်ကနေ14နှစ်အထိတက်တန်းရှည်နိုင်ပြီးအသက်ကြီးတဲ့အထိတက်ကြွဖြစ်လက်နေမှာပါသူတို့ဟာအမဲလိုက်ရမှာကျွမ်းကျင်တယ်လို့အိမ်ဆောက်ရမှာလည်းအကောင်းဆုံးဖြစ်ပြီးမိသားစုအတွက်တော့အသက်ပေးကာကွယ်မဲ့တစ္ဆာရှိတဲ့အဖို့တွေဖြစ်ပါတယ်ခွေးမွေးတဲ့အတွေ့အကြုံအနှဲငယ်သာရှိသူတွေအတွက်တော့မဟုတ်ပေမဲ့ကျွမ်းကျင်တဲ့သူတွေလက်ထဲမှာဆိုရင်တော့သူတို့ဟာရက်တက်လို့မရတဲ့စွမ်းအားရှင်တွေပါပဲရှားပါတယ်ရှေးကြတယ်အစွမ်းထက်တယ်ဒါကတော့ချွန်တောင်ဟောင်းပါပဲခုနကမှတင်တိလိုက်ရတဲ့နောက်ထပ်ဒဏ္ဍာရီဆန်တဲ့ခွေးမျိုးစိတ်တစ်မျိုးကိုဒေါ်ကီဒစ်ဆက်ကပရီမှာတင်ဆက်ပေးလိုက်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကဘာတလွားကထူးခြားဆန်းပြတဲ့ဒဏ္ဍာရီလာခွေးမျိုးစိတ်တွေအကြောင်းထပ်သိရအောင်ကျွန်တော်တို့ကိုဆက်လက် follow ထားပေးကြပါဦး